ကဲအားလုံးပဲဒီနေ့တင်ဆက်ပေးမှာကတော့နော်အောင်ကျော်ထွန်းကကိုဖြောက်လိုက်တာမပြောက်ဘဲနဲ့ပေါ်လာတဲ့ကိစ္စကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကဲကိုဖြောက်ရင်နဲ့မပြောက်ဘဲနဲ့ပေါ်တင်ဖြစ်လာတဲ့ဟာလေးကဲကြည့်လိုက်အောင်ရှင်ကိုတော်လာနေတာမိတ်စာနေနာညင်ညင်ညာညာမောင်းထုံးမဲ့မိတ်စာနေနာညမပီကိုတာယာစေတာမိတ်စာနေနာအာနာရှင်ကိုတော်လာနေတာမိတ်စာနေနာညင်ညင်ညာညာမောင်းထုံးမဲ့မိတ်စာနေနာညင်ညင်ညာညာမောင်းထုံးမဲ့မိတ်စာနေနာညင်ညင်ညာညာမောင်းထုံးမဲ့မိတ်စာနေနာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကကေဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကဘုံလဲဆိုပြီးတော့ကိုဖြောက်လိုက်တဲ့ချိန်မှာကိုမပြောက်ပဲပေါ်လာတဲ့ဒီဆိုင်းရီမိုးရဲ့ဇက်စရာနော်အောင်ကျော်ထွန်းပေါ့ဒီအောင်ကျော်ထွန်းကအရင်တော့ကျွန်တော်သူတို့နဲ့တော့တွဲပြီးလှုပ်ဖို့ပဲသူ့မှာလည်းဇက်ရုံရှိပါတယ်အရင်အဲ့တော့ဒီကာလမှာဒီချိန်ဒီကာလမှာအမတန်မှနော်လိုင်းပေါ်မှာအာကြရဲလို့နော်ဘယ်တက်တွေလဲပတ်စံပြန်ပေးတော့ထုတ်လိုက်ဆိုတဲ့ဟာမျိုးတွေလောက်လာတယ်နော်ပြည်သူတွေကိုကိုပိတ်တဲ့ထမင်းချင်းဟင်းချင်းတွေစော်ကားတဲ့ဟာမျိုးတွေလောက်လာတယ်ဒီကြားတဲ့ကျွန်တော်အမတန်မှလေးစားတဲ့ကျွန်တော်စံပြသမင်းကနော်မင်းသားကြီးမိုက်ကယ်မူးမင်းပေါ့နော်ဦးမူးမင်းပေါ့ကျွန်တော်တို့လေးလေးလို့ပဲခေါ်ရပါတော့အဲ့တော့လေးဒီကိုပြောက်စက်တဲ့ရှိုးမှာတော့ဝုန်းလဲဆိုသူဖြောက်လိုက်တာပေါ့နော်ဖြောက်လိုက်တာအခုမပြောက်ဖဲနဲ့ပို့ပြီးတော့ပေါ်လည်လာတဲ့ဟာမျိုးဖြစ်လာပါပြီဖြစ်လာတော့နော်လေးရလည်းပြန်ပြီးတော့ပြောထားတယ်သူကိုပြောက်စက်တဲ့ရှိုးစကခဲ့တဲ့နော်ဒါကြီးကကျွန်တော်တို့လေးစားတဲ့ဆံပြသမီးကိုစတီထောင်ခဲ့တဲ့ဖိုးဖိုးစိန်မာတယ်နဲ့ကျွန်တော်တို့ဆရာဖြစ်တဲ့နော်အဖေဦးမိုးဝင်းပေါ့နော်အဖေဦးမိုးဝင်းကလည်းနော်ဒီကိုပြောက်ဆွေရှိုးကဖို့အတွက်လုပ်ပေးခဲ့တာပေါ့နော်အဲ့ဒါကိုဦးမိုးမင်းကပြန်လဲပြောထားတာပေါ့နော်အဲ့ဒါကိုအောင်ကျော်ထွန်းကသူကပဲကိုဖြောက်လိုက်တယ်လို့သူကပဲနော်ဦးမိုးမင်းကိုဖြောက်လိုက်တယ်လို့နဲ့နော်လိုင်းပေါ်မှာအာချောင်လာတဲ့ဟာလေးတွေ့လို့ပါနော်အဲ့တော့ဦးမိုးမင်းကဘာပြောထားလဲနော်အောင်ကျော်ထွန်းကဘလို့ကိုဖြောက်ထားလဲဆိုတာသူဘာတွေပြောလဲဆိုတော့ကြည့်လိုက်အောင်နော်ကန်တားတွေမှာ AI တွေသုံးပြီးလားမသုံးတာတပည့်မြန်မာစက်တွေမှာ AI သုံးပါပြီအဲ့တော့ချိန်နေတာချိန်ထွင်နေတာထွင်ကျွန်တော်ဒီအလွန်မှ advanced ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရိုးရအောင်နဲ့ချစ်လုံးလို့ကျွန်တော်နောက်ဆုတ်လာတာကျွန်တော် advanced ကိုလွတ်ပေးလိုက်ရင်အားလုံးသိပါတယ်နော်ဘိုးမင်းကိုဖြောက်ခဲ့တာကျွန်တော်ဆိုတာနော်အဲ့တော့အားလုံးသိပါတယ်နော်တဲ့မိုးမင်းကိုဖြောက်ခဲ့တာကျွန်တော်ပါတဲ့အဲ့တော့ဦးမိုးမင်းကနော်ဦးမိုးမင်းကဘာတွေပြောထားလဲဆိုတော့ခုနကကျွန်တော်ပြောသလိုပဲကိုဖြောက်ခဲ့တာမသိမဲ့ဦးမိုးမင်းကသူဒီဗီဒီယိုဖိုင်လေးကိုပြန်တင်ထားတယ်ပေါ့နော်တင်ထားပြီးတော့သူရှင်းထားတယ်ပေါ့မင်းကကိုဖြောက်အောင်မင်းသူတို့ဦးမိုးမင်းတို့စတိတ်ရှိုးတစ်ခစ်ကလည်းအမတန်မှကြောက်ဖို့ကောင်းတယ်အဲ့တော့လေးတို့ကားခဲ့တဲ့ကိုဖြောက်စတိတ်ရှိုးမှာနော်အဲ့ဒါကို तू ဖြောက်ခဲ့တယ်လေးရအခုပြန်ရေးတာတော့နော်ပြောပြထားတော့သူကတဲ့အချိန်တော့သူကဘယ်စီနေမှတော့မသိဘူးဘယ်ရောက်လို့ဘယ်ပေါက်နေမှမသိဘူးအဲ့တော့ကိုကပျောက်ရုံနဲ့မဟုတ်ဘူး तू ကကိုဖြောက်လိုက်ခါမှာပေါ်တင်ပေါ်လာတယ်နော်ပေါ်တင်ပေါ်လာတဲ့ဟာမျိုးဖြစ်တယ်အမှန်တမ်းမှဟိုရည်စရာကောင်းပါတယ်ဒီလူတွေကမီဒီယာတွေရှေ့မှာနော်ပြောချင်တာတွေပြောဟိုလှုပ်ချင်တယ်လို့ဘာတွေမှမသိဘူးနော်သူ့ကြောင့်မှဟိုဟာဆန်းရင်မိုးပါတော်တော်ပြဿနာလိုက်ရှင်းရမယ်အကောက်မှရှိတယ်နော်
အဲ့တော့ဆိုင်းမိုးလေးကတော့ကျွန်တော်နဲ့မာလာမြိုင်မှာအတူတူကပူပါတယ်မာလာမြိုင်မှာလူကပူတယ်ချစ်ပါတယ်ကျွန်တော်နဲ့ညီတယောက်လိုချစ်ပါအခုဒီကာလမှာတော့စကားမပြောပြတာတော်တော်ကြာသွားပြီအဲ့တော့ဒီဆိုင်းမိုးစောက်ကင်ထားတဲ့ဒီအောင်ကျော်ထုံးပေါ့နော်အောင်ကျော်ထုံးကတော်တော်ဆူဆူဖြစ်နေတာတော်တော်ဆူဆူဆိုတာနော်အဲ့လိုပေါ့ပေါ့ရှာရှာကြီးပြောတော့ဦးမိုးမင်းကအခုပြန်ပြီးတော့နော်ရှင်းပြထားတယ်ကိုပြောက်စတိတ်ရှိုးကဘယ်တော့စခဲ့တာဘယ်တော့စလုပ်ခဲ့တာအဲ့တော့အောင်ကျော်တော့ဗက်စီနေမှတော့မသိဘူးဆိုတဲ့ဟာမျိုးကကိုဖြောက်လိုက်တယ်မှာကိုမပြောက်တော့ဘဲနဲ့ပိုပေါ်လာတဲ့ဥစ္စာကြီးပေါ့နော်အဲ့တော့ချစ်တဲ့ညီကောင်မောင်တို့ရဲ့မိသားစုတွေလည်းနော်လူတယောက်ကိုဖြောက်မယ်ဆိုရင်တော့နော်ကိုဖြောက်တာပြောနော်ကိုဖြောက်တာစတိတ်ရှိုးပြောတာပါဖြောက်မယ်ဆိုရင်တော့ပြောက်အောင်ဖြောက်ပါလို့မဖြောက်ရင်တော့အောင်ကျော်တုံးလို့နော်အောင်ကျော်တုံးလို့ဝါကလေးဆိုပေါ်လာလိမ့်မယ်အဲ့ဒါချစ်တဲ့ညီကောင်မောင်ရဲ့မိသားစုတွေကျွန်တော် channel မှာကြည့်ရှုနေဒေါ်လာမိဘပြည်သူများအားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်ပိုင်းဘသူတွေကိုကိုဖြောက်အောင်မလဲဟုတ်လားအောင်ကျော်တုံးကစိုင်းရည်မိုးဖြောက်အောင်မလားနော်ဒါမှမဟုတ်ဘသူကိုဖြောက်အောင်မလဲဆိုတာဆက်လက်ဆောင်မြော်ကြည့်ရှုပါအောင်လို့ပြောချင်ပါတယ်အဲ့တော့ချစ်တဲ့ညီကောင်မောင်တို့ရဲ့မိသားစုတွေကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေအမြဲတမ်းလဲကျွန်တော်အားပေးဝင်ကြည့်ရဒေါ်လာမိဘပြည်သူများအားလုံးလဲကျွန်တော်မယိုးတဲ့ဟာတွေနဲ့တင်ဆက်ပေးပါမယ်အခုလောလောဆယ်တော့ကျွန်တော်ကိုဖြောက်လိုက်ပါဦးမယ်ရှင်ကိုတော်လာနေတာမိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိတ်ဆာနေနာညမပီကိုတာယာစေတာမိတ်ဆာနေနာအာနာရှင်ကိုတော်လာနေတာမိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိတ်ဆာ